အားလုံးမင်္ဂလာပါကျွန်တော်နာမည်ဒေးဗစ်ခင်ပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံမှာနေတဲ့ YouTuber တွေအတွက်တတိယပေါင်းလေးတစ်ခုပြောပြချင်ပါတယ်အခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့တော်တော်အမြင်များတဲ့မြေခွန်းလည်းဖြစ်တယ်မတိသေးတဲ့လူနားမလည်သေးတဲ့လူလည်းအများကြီးရှိတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်ပါတယ်အခုဒီတစ်ခေါက်ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံမှာနေပြီးတော့ YouTuber လုပ်တဲ့သူတွေအတွက်ပတ်စံရလားမရဘူးလားဆိုတာကျွန်တော်ပြောပြမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာနေပြီးတော့ YouTuber တွေအတွက်မြန်မာနိုင်ငံမှာနေတဲ့ YouTuber တွေပတ်စံတကယ်ရပါတယ်ပတ်စံရတယ်လို့အများကြီးရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးကြပါပြီးတော့နောက်ထပ်အသစ်တွေကျွန်တော်တင်တဲ့အခါမှာကြည့်လို့ရအောင်subscribe နေပြီးကြပါဘေးနားလေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်